အားလုံးပဲမင်္ဂလာပါရှင်။ Hatters Wanking Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်မကစီးကြောက်တက်တဲ့လူတွေအတွက်အစားအစာနဲ့ပတ်သက်ပြီးတော့ဘလို့အစားအစာတွေကစီးကြောက်တယ်တာကိုတက်တာစီမလဲစီးကြောက်ဖြစ်တာကိုပေါ့နော်ကာကွယ်ပေးနိုင်မလဲဆိုတာနဲ့ဘလို့အစားအစာတွေစားသုံးလို့ရှိရင်စီးကြောက်တယ်တာကိုပို့ပြီးတော့စိုးဝါးစီလဲစီးကြောက်ခဏဖြစ်ပေါ်စီလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်မဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့အဓိကကတော့စီးကြောက်ဖြစ်ပေါ်ခြင်းနဲ့ပတ်သက်တဲ့ဒီအစားအစာပေါ့နော်အစားအစာကိုဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့အကြောင်းလေးတွေကိုကျွန်မမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကိုမပြောခင်မှာကျွန်မရဲ့ channel လေးကနေကျမ်းမာရေးနဲ့ဆိုင်တဲ့အသိပညာဗဟုသုတတွေကိုမျှဝေပေးတော့မှာဖြစ်တဲ့အတွက်ဒီ channel လေးကိုစိတ်ဝင်စားတယ်ဆိုရင် subscribe လေးနှိပ်သွားပေးပါအောင်နော်တကယ်လို့သိချင်တဲ့အကြောင်းအရာတွေရှိရင်ပဲဖြစ်ဖြစ်ကျမကိုမျှဝေပေးစီခြင်းနဲ့ခေါင်းစဉ်တွေရှိရင်ပဲဖြစ်ဖြစ် comment အနေနဲ့မှတ်သွားပေးလို့ရပါတယ်ဟုတ်ပါပြီဒါဆိုရင်စီးကြောက်တယ်တာအစားအစာတွေနဲ့ဘယ်လိုပတ်သက်နေလဲဆိုတဲ့အကြောင်းကိုမပြောခင်မှာစီးကြောက်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီအသိပညာကိုစွတ်တာလေးကိုကျွန်မနည်းနည်းလေးအရင်မျှဝေပေးချင်ပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့စီးကြောက်ကဘာလို့ဖြစ်တာလဲစီးကြောက်တယ်တာဘယ်လိုလူတွေမှာပို့ပြီးတော့အဖြစ်များလဲစီးကြောက်တယ်ရင်ဘယ်လိုယောဂလက္ခဏာတွေခံစားရတတ်တယ်လဲဆိုတာနဲ့စီးကြောက်တယ်ရင်နောက်ဆက်တွဲဆိုးကျိုးတွေဘာတွေဖြစ်နိုင်လဲဆိုတဲ့အကြောင်းလေးကိုကျွန်မအရင်ပြောပြချင်ပါတယ်အဲ့တော့စီးကြောက်တယ်တာဘာကြောင့်လဲပေါ့ကျမတို့ကပုံမှန်ဆိုရင်စီးလန်းချောင်းစီးဖြစ်တာဆိုရင်ကြောက်ကပ်ပေါ့နော်ကျမတို့မှာကြောက်ကပ်ကတစုံရှိတယ်ဘယ်နဲ့ညာနဲ့ပေါ့နော်ကြောက်ကပ်ကနေမှခန္ဓာကိုယ်ရဲ့အညစ်အကြေးတွေပိုရှန်နေတဲ့ပစ္စည်းတွေပေါ့နော်အဲ့ဒါကိုစီးဖြစ်နေရေတွေနဲ့အတူတူဆွန့်ထုတ်လိုက်တာကဆိုလို့ရှိရင်အဲ့ဒီကြောက်ကပ်ကနေစီးတွေဖြစ်လာတဲ့အဲ့ဟာမှတဆင်းစီးပျော်နှစ်ခုကနေပြီးတော့ကျမတို့တည်ရဲ့ဒီစီးအိမ်ပေါ့နော်စီးအိမ်နဲ့ဝင်လာတဲ့အဲ့ဒီစီးအိမ်ကမှတစ်ချက်နောက်ထပ်စီးပြုံတစ်ခုကနေပြီးတော့ကျမတို့ကစီးဖြစ်နေအပြင်ကိုဆွန့်ထုတ်ပေးလိုက်တာပေါ့နော်အဲ့ကျွဲကြောက်ကပ်ကနေစပြီးတော့ကြောက်ကပ်လို့ရှိရင်ဒီဘက်ကစီးပြုံလို့ရှိရင်စီးအိမ်ပေါ့နော်အဲ့တောက်လျှောက်ကိုကျမတို့ကစီးလန်းချောင်းလို့ခေါ်ပါတယ်အဲ့ဒီစီးလန်းချောင်းတစ်လျှောက်မှာပေါ့နော်ဘယ်နေရာမှာမဆိုကြောက်ကဖြစ်နိုင်ပါတယ်ကြောက်ပါဖြစ်လို့ဖြစ်တာလဲဆိုရင်ကျမတို့ကပိုရှန်နေတဲ့ပစ္စည်းတွေအညစ်အကြေးတွေကိုဆွန့်ထုတ်တဲ့နေရာမှာအဲ့ဒီပိုရှန်နေတဲ့ဆွတ်ပစ္စည်းတွေကပေါ့နော်ကျမတို့ရဲ့ဒီကြောက်ကတ်ထဲမှာဒါမှမဟုတ်စီလန်ချောင်းတနေရာရမှာပေါ့အနေထိုင်ပြီးစုပုံလာတဲ့အခါမှာသူတို့ကဒီပုံဆောင်ခဲပေါ့နော်ခရစ်စတယ်လေးတွေဖြစ်လာတယ်အဲ့အမှတစ်ဆင့်ကြောက်တွေဖြစ်လာတာပေါ့နော်အဲ့ဒါကစီးကြောက်တယ်ခြင်းရဲ့အစဖြစ်ပါတယ်အဲ့တော့စီးကြောက်တရားနဲ့ပတ်သက်လို့ပေါ့နော်စီးကြောက်အမျိုးအစားတွေကဘယ်နှမျိုးရှိလဲဆိုရင်၄မျိုးရှိပါတယ်ပထမဆုံးကကက်ဆီယမ်နဲ့ပတ်သက်လို့ကက်ဆီယမ်ကြောက်တွေပေါ့နော်ကက်ဆီယမ်ဆိုလို့ရှိရင်ကျမတို့ရဲ့ကြောက်ကတ်ထဲမှာတခြားဒီအောက်ဇက်လိတ်သို့မဟုတ် phosphate တစ်ခုခုနဲ့ပေါင်းတဲ့အခါမှာကက်ဆီယမ်အောက်ဇက်လိတ်ကြောက်တွေသို့မဟုတ်ကက်ဆီယမ် phosphate ကြောက်တွေပေါ့နော်ဖြစ်ပေါ်လာတတ်ပါတယ်အဲ့တော့ကက်ဆီယမ်အောက်ဇက်လိတ်သို့မဟုတ်ကက်ဆီယမ် phosphate ပေါ့အဲ့ထုံကြောက်တွေပါအဲ့တော့ပထမအမျိုးအစားထုံကြောက်ပေါ့နော်ဒုတိယအမျိုးအစားကကျတော့ uric acidကြောက်ပါ uric acid တွေစုပုံလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ကြောက်တွေအဓိကကတော့ uric acid ကကျမတို့စားတဲ့အသားဓာတ်ပေါ့နော်အသားဓာတ်တွေကိုဖြိုခွဲတဲ့အခါမှာနောက်ဆုံးအကျွင်းအကြံဖြစ်နေရလာတဲ့ uric acid ပါအဲ့အတွက်အသားဓာတ်စားတာများတဲ့လူတွေမှာဆိုရင် uric acid ကြောက်တွေတည်တတ်ပါတယ်အဲ့အတွက် uric acid ကြောက်ကဒုတိယတစ်မျိုးဖြစ်ပါတယ်တတိယတစ်မျိုးကကျတော့ Stockholm လို့ခေါ်ပါတယ်အဲ့ဒါကကျတော့သူကဒေါင်းကျုံပုံစံလေးရှိတဲ့ကြောက်ကလေးတွေပါအဲ့ဒီကြောက်တွေကဆိုရင်ခဏစီးလန်းချောင်းပိုးဝင်တဲ့လူတွေမှာဖြစ်တတ်တယ်အဲ့ဒါတွေကစီးလန်းချောင်းမှာဝင်တဲ့ပိုးတွေကြောင့်မလို့ဖြစ်တဲ့ကြောက်တွေဖြစ်ပါတယ်အဲ့ဒါကိုတော့ Stockholm လို့ခေါ်ပါတယ်စရုပ်ထဒီကြောက်ကကြတော့ cysteine stone လို့ခေါ်တဲ့ဒီ cysteine ဆိုတာတော့ amino acid ပေါ့နော် amino acid ကြောက်တွေပေါ့အဲ့ဒါအများသောအားဖြင့်ဆိုရင်တော့ကျမတို့မွေးရပါပေါ့နော်မွေးရပါယောဂါတွေမျိုးရိုးလိုက်တဲ့ယောဂါတွေဥပမာ cysteine urea လို့ခေါ်တဲ့မျိုးရိုးလိုက်တဲ့ယောဂါတွေမှာဖြစ်တဲ့ကြောက်ပါဒါကတော့ဒီကြောက်ကတ်ထဲမှာကြောက်တရားနဲ့ပတ်သက်ပြီးတော့ကြောက်၄မျိုးဖြစ်ပါတယ်ပထမဆုံးကတော့ထုံကြောက်ဒုတိယကတော့ uric acid ကြောက်တွေဖြစ်ပြီးတော့တတိယကျတော့စီလန်ကြောင့်ခဏပိုးဝင်လာကြောင့်ဖြစ်တဲ့ယောဂပိုးတွေကြောင့်ဖြစ်တဲ့ Stockholm ကြောက်တွေဖြစ်ပြီးတော့နောက်ဆုံးတစ်မျိုးကကျတော့ဒီ cysteine urea လို့ခေါ်တဲ့မျိုးရိုးလိုက်တဲ့ယောဂအကြောင်းဖြစ်တဲ့ cysteine stone တွေပါဒါကတော့စီးကြောက်၄မျိုးဖြစ်ပါတယ်အဲ့ဒါဆိုရင်စီးကြောက်ကဘလို့လူတွေမှာပို့ပြီးတော့ဖြစ်နိုင်လဲပေါ့ဘလို့လူတွေမှာဖြစ်နိုင်လဲဆိုရင်ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်ရှိတဲ့လူ၅မျိုးရှိပါတယ်ပထမအဆုံးကတော့အဝလွန်တဲ့လူတွေပေါ့နော်အဝလွန်တဲ့လူတွေမှာဆိုရင်စီးကြောက်တဲ့နိုင်ခြေများပါတယ်နောက်ထပ်တစ်ခုကကျတော့ယောဂအခန့်ရှိတဲ့လူတွေပေါ့နော်ဘယ်လိုယောဂတွေလဲဆိုရင်ဂေါက်ယောဂတွေပြီးရင်ကြွေးတူစီးကျူယောဂတွေအဆိုင်ဦးလန်းချောင်းရောင်ရမ်းနာခြင်းနဲ့ယောဂတွေလို့ရှိရင်ဒီသူတို့ရဲ့ကြောက်ကပ်မှာရေအိတ်တဲ့လူတွေခဏစီးလန်းချောင်းပိုးဝင်တဲ့လူတွေနဲ့ပါရာသာရက်ဟော်မုန်းပေါ့နော်များနေတဲ့လူတွေမှာဆိုလို့ရှိရင်လည်းအဲ့လိုယောဂအခန့်ရှိတဲ့လူတွေမှာဆိုလို့ရှိရင်လည်းကျမတို့ကစီးကြောက်တတ်ပါတယ်အဲ့လိုလူတွေမှာဆိုရင်ခဏကိုစီးကြောက်တယ်တာတွေနဲ့လာတတ်ပါတယ်
ပြီးရင်ဒီအစာအိမ်ဦးလန်းချောင်းဆိုင်ရာပေါ့နော်ခွဲစိတ်မှုအကြီးစားလုပ်ထားတဲ့လူတွေပေါ့နော်ခွဲစိတ်ပြီးကားလူတွေမှာဆိုရင်လည်းစီးကြောက်တင်နိုင်ပါတယ်နောက်ထပ်တော့အုပ်စုကကြတော့တချို့သောဆေးဝါးတွေကိုရေရှည်ဆွဲတောက်တဲ့အချိန်မှာဆိုရင်လည်းအဲ့လိုဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်မလို့ကျမတို့ကစီးကြောက်တင်နိုင်တယ်ဘယ်လိုဆေးတွေလဲဆိုရင်ပိုးသက်ဆေးတွေပါမယ်ကောက်ယောဂအတွက်တောက်တဲ့ဆေးတွေတချို့သော antiviral ပေါ့ virus တွေအတွက်တောက်တဲ့ဆေးတွေပါမယ်ပြီးရင်တချို့သောစီးသေးတွေဟာဆိုလို့ရှိရင်လည်းရေရှည်မှာစီးကြောက်တဲ့တာတွေနဲ့လာတတ်ပါတယ်အဲ့အတွက်ဒါဆိုလို့ရှိရင်နံပါတ်၄ချက်ကတချို့သောဆေးဝါးတွေကိုရေရှည်သုံးဆွဲတဲ့လူတွေမှာဆိုလို့ရှိရင်လည်းဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့စီးကြောက်တဲ့တာတွေဖြစ်နိုင်ပါတယ်နံပါတ်5နောက်ဆုံးကကြတော့ကျမတို့ပြုပြင်ပြောင်းလဲလို့ရတဲ့အရာပေါ့ကျမတို့ရဲ့စားတောက်နေထိုင်မှုပုံစံနဲ့တိုက်ရိုက်အချိုးကျပါတယ်ရေတောက်နေတဲ့လူတွေစီးကြောက်တယ်ဘူးပေါ့နော်ပိုပြီးအားပေးတဲ့အစားအစာတွေကိုများများစားပြတ်နေတဲ့လူတွေပြီးတော့ဒီစီးကြောက်တယ်ကိုကာကွယ်မဲ့အစားအစာတွေကိုသိပ်ပြီးတော့မစားပြတ်တဲ့လူတွေပေါ့နော်အဲ့တော့ဒီကိုယ့်ရဲ့အစားအသောက်ပြုမှုနေထိုင်ရလဲစီးကြောက်တယ်ခြင်းကိုဖြစ်ပေါ်စေပါတယ်အဲ့အတွက်ဒီဗီဒီယိုမှာဆိုရင်နံပါတ်5အချက်ကိုကျမပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်စီးကြောက်တဲ့အခါမှာဘယ်လိုယောဂလက္ခဏာတွေခံစားရတတ်တယ်လဲပေါ့နော်ဘယ်လိုယောဂလက္ခဏာတွေခံစားရတတ်တယ်လဲဆိုရင်ဘိုက်အောင့်တာပါဘိုက်အောင့်တယ်ဘိုက်ညာဘက်ခြမ်းသို့မဟုတ်ဘယ်ဘက်ခြမ်းအောင့်တာပေါ့နော်ဒီကြောက်ကနှလုံးကဘယ်နဲ့ညာနဲ့ရှိတာဆိုတော့သူဖြစ်တဲ့ဘက်ကနေပြီးတော့အောင့်တာပေါ့ဒါပေမဲ့စီးကြောက်တဲ့ဘိုက်အောင့်တာခါးနဲ့ဘိုက်နဲ့ညှပ်ပြီးတော့အောင့်တာနဲ့လာတတ်ပါတယ်ခါးနဲ့ဘိုက်နဲ့ညှပ်ပြီးတော့အောင့်တယ်ပြီးတော့သူအောင့်တဲ့ပုံစံက colicky pain လို့ခေါ်တဲ့ညှစ်ပြီးတော့နာလာလိုက်ပြီးလို့ရှိရင်တက်တာသွားလိုက်နောက်တစ်ခါညှစ်ပြီးတော့လာလိုက်တက်တာသွားလိုက်အဲ့လိုပုံစံမျိုးနဲ့နာတတ်ပါတယ်ပေါ့နော်အဲ့တော့ဒီဘိုင်းနဲ့ခါနဲ့ညှက်ပြီးတော့အောင့်တတ်တယ်တချို့လူတွေမှာဆိုရင်ခါအောင့်နေဆိုတဲ့လက္ခဏာတွေနဲ့လာတတ်တာပေါ့နော်နောက်ထပ်တစ်ချက်ကကြတော့စီးထဲမှာသွေးပါလာတာတွေနဲ့လာတတ်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုကကြတော့ဖြားတာပါချမ်းနှုံပြီးတော့ဖြားတယ်ပြီးရင်ပြို့တယ်အန်တယ်စသဖြင့်အဲ့ဒါတွေနဲ့လာတတ်တယ်ပြီးရင်စီးသွားတာမပြီးဘူးလို့ခံစားရပြီးတော့ပေါ့နော်ခဏခဏစီးသွားခြင်းတာစီးကြံတယ်လို့ခံစားရတာတွေနဲ့လာတတ်ပါတယ်စီးရဆိုလို့ရှိရင်အရန်အနက်နံပြီးတော့စီးနောက်ကြီးတွေသွားတာပေါ့စီးကကြည်မနေဘဲနဲ့နောက်ကြီးတွေသွားတာနဲ့လာတတ်ပါတယ်ဒါကတော့စီးကြောက်တယ်တဲ့လူတွေမှာဆိုလို့ရှိရင်ဖြစ်နိုင်တဲ့ယောဂလက္ခဏာတွေဖြစ်ပါတယ်ဟုတ်ပြီစီးကြောက်တယ်တာဘယ်လောက်ဆိုးပါလဲဘလို့အန္တရာယ်ရှိလဲဆိုရင်စီးကြောက်တယ်တဲ့လူတွေကရေရှည်မှာဆိုရင်စီးလန်းချောင်းကိုပိတ်သွားစေနိုင်ပြီးတော့စီးတွေကပုံမှန်အတိုင်းအပြင်ကိုမစွန့်ထုတ်နိုင်မဲနဲ့ကြောက်ကက်ထဲမှာရေတွေစုလာမယ်အဲ့အတွက်ကြောက်ကက်ထဲမှာပိုးဝင်လွယ်တယ်ကြောက်ကက်တွေရောင်းလာတယ်ကြောက်ကက်ထဲမှာရေစုလာတယ်အဲ့နောက်ပိုင်းမှာကြောက်ကက်ပျက်စီးတဲ့အထိဖြစ်နိုင်ပါတယ်အဲ့အတွက်စီးကြောက်တယ်တာကိုလုံးဝမပေါ်စားပါနဲ့အဲ့အတွက်စီးကြောက်တယ်လို့ရှိရင်လည်းကျမတို့ကအမြန်ဆုံးကုသမှုခံယူသင့်ပါတယ်ပေါ့နော်အဲ့တော့ကျွန်မဒီနေ့ပြောချင်တဲ့ခေါင်းစဉ်လေးကစီးကြောက်တယ်တာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အစားအစာအနေထိုင်တွေကိုဘယ်လိုလုပ်လို့ရလဲဆိုတဲ့အချက်ကလေးကိုပြောပြပေးပါမယ်အဲ့တော့စီးကြောက်တဲ့လူတွေမှာပေါ့နော်စီးကြောက်တယ်တာကိုကာကွယ်ပေးဖို့အတွက်အစားအစာရင်းနဲ့စီးကြောက်တယ်ရင်ပို့ပြီးတော့စိုးဝါးစေတဲ့အစားအစာတွေပေါ့အဲ့ဒါတွေကိုပြောပြပေးသွားပါမယ်အဲ့အတွက်စီးကြောက်ကိုကာကွယ်ပေးတဲ့အစားအစာ၄မျိုးရှိတယ်စီးကြောက်ကိုပို့ဆိုးစေတဲ့အစားအစာလည်း၄မျိုးရှိပါတယ်အဲ့အတွက်ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပေါ့နော်ဟုတ်ပါပြီပထမဆုံးကကျမတို့စီးကြောက်တွေမတည့်အောင်ကာကွယ်ပေးမယ်သို့မဟုတ်စီးကြောက်ဖြစ်နေပြီဆိုရင်တက်တာစီမဲ့အစားအစာ၄ခုကိုအရင်ဆုံးပြောပြပေးပါမယ်ပထမဆုံးကတော့အစားအစာတွေမှာထည့်လိုက်တယ်ဆိုပေမဲ့အရေးကြီးဆုံးအချက်ကရေများများတောက်ပါရေများများတောက်တာဆိုရင်ကြောက်ကက်ထဲမှာစုပုံနေတဲ့အညစ်အကြေးတွေပြီးတော့ဒီ crystal ပေါ့နော်ပုံစံခဲတွေဖြစ်ပေါ်စေတဲ့အညစ်အကြေးတွေကိုသူကကြောက်ကက်ထဲမှာအနေမထိုင်စေဘဲနဲ့ရေတွေနဲ့များများပါသွားစေတယ်ကြောက်ကလေးတွေဖြစ်နေတယ်ဆိုလို့ရှိရင်လည်းစီးလန်းချောင်းကိုဖြတ်သွားနိုင်တဲ့အရွယ်သေးသေးလေးဆိုရင်ရေနဲ့အတူတူပါသွားတာပဲပေါ့နော်အဲ့အတွက်ကျမတို့ကရေများများတောက်ပေးဖို့လိုအပ်ပါတယ်တစ်နေ့ကိုရေအနည်းဆုံး3လီတာလောက်တောက်ပါအဲ့အတွက်ရေများများတောက်ပေးခြင်းဆိုရင်ကြောက်ကက်ထဲမှာပုံစံခဲတွေအနေထိုင်တာကိုကာကွယ်ပေးနိုင်မှာဖြစ်ပြီးတော့ကြောက်တွေတဲနေရဆိုလို့ရှိရင်လည်းသေးငယ်တဲ့ကြောက်ကလေးတွေဆိုရင်သူ့အလိုလိုပြန်ပြီးတော့ကျသွားစေပါတယ်အဲ့အတွက်ပထမဆုံးချက်ကရေများများတောက်ဖို့မမေ့ပါနဲ့ဒုတိယစားသုံးပေးတဲ့အစားအစာခြင်နဲ့အရသာရှိတဲ့အသီးအနှံတွေစားပါခြင်နဲ့အရသာရှိတဲ့အသီးအနှံတွေမှာဆိုရင် citric ပေါ့နော် citric acid ပါပါတယ်အဲ့ဒီ citric acid ကဆိုရင်ကျမတို့ရဲ့ဒီကြောက်ကက်ထဲမှာပုံစံခဲတွေဖြစ်တာကြောက်တွေအနေထိုင်တာကိုသူကတက်တာစီတွေကြောက်တွေကိုအရေးပြောစေပါတယ်အဲ့ citric acid ကအဲ့အတွက်ကျမတို့ကခြင်တက်များတဲ့အစားအစာတွေကိုများများစားပေးတဲ့နဲ့ကြောက်တယ်မှာကြောက်ရင်အခြင်များများစားပါကြောက်တယ်နေတဲ့လူတွေဆိုရင်လည်းကြောက်ကိုမြင်မြင်ပျော်သွားအောင်ကြည်သွားအောင်အခြင်များများစားပေးလို့ရပါတယ်အဲ့အတွက်အခြင်တက်ရှိတဲ့အသီးနှံတွေကိုများများစားပေးပါတတိယစားသုံးပေးတဲ့အစားအစာတော့ calcium တက်များတဲ့အစားအစာတွေပါ
ကယ်လ်ဆီယမ်ဓာတ်များတဲ့အစားအစာတွေကိုဘာလို့စားပေးသင့်တာလဲဆိုရင်ကျမတို့ကကယ်လ်ဆီယမ်စားတာနည်းတယ်သွေးထဲမှာကယ်လ်ဆီယမ်နည်းလာတဲ့အချိန်မှာဆိုရင်ဒီအောက်ဇဲလိတ်ဓာတ်တွေများလာတတ်ပါတယ်သူရဲ့ရှင်ပြိုင်ဘက်ပေါ့ကယ်လ်ဆီယမ်ကျသွားတဲ့အချိန်မှာခန္ဓာကိုယ်ကအောက်ဇဲလိတ်တွေကိုပို့ပြီးတော့ဆုပ်ယူစေတယ်အောက်ဇဲလိတ်တွေအနေထိုင်လာတဲ့အချိန်မှာအောက်ဇဲလိတ်ကြောက်တွေဖြစ်ပေါ်လာတတ်တာပေါ့နော်အဲ့တော့ကျမတို့ကအောက်ဇဲလိတ်တွေများမလာအောင်လို့ကယ်လ်ဆီယမ်ဓာတ်ပါတဲ့အစားအစာတွေကိုတေချာလေးစားသုံးပေးဖို့ခန္ဓာကိုယ်မှာကယ်လ်ဆီယမ်ဓာတ်လုံလောက်နေဖို့အရေးကြီးပါတယ်အဲ့တော့ကယ်လ်ဆီယမ်ဓာတ်ကိုများများစားစားကျမတို့ကဘယ်ရနိုင်လဲဆိုရင်နို့နဲ့နို့ထွက်ပစ္စည်းတွေရနိုင်ပါတယ်နွားနို့ cheese ဒိန်ကျင်စသဖြင့်ပေါ့နော်အဲ့ဒါတွေကိုစားသုံးပေးလို့ရတယ်ဘယ်လိုနွားနို့မတောက်ချင်ဘူးဆိုလို့ရှိရင်လည်းကျမတို့ကပဲနို့တောက်ပေးလို့ရပါတယ်ပြီးလို့ရှိရင်ဒီအစိမ်းရောင်ရှိတဲ့အသီးနှံတွေပေါ့အဲ့ဒါတွေကိုများများစားပေးပါပြီးတော့နံပါတ်4အစားအစာကကြတော့ဒီကယ်လ်ဆီယမ်နဲ့အတူတူစားသုံးပေးတဲ့နာဗီတာမင် D ပါဗီတာမင် D ရဆိုရင်ကယ်လ်ဆီယမ်စုပ်ယူမှုကိုအားပေးပါတယ်အဲ့အတွက်ကယ်လ်ဆီယမ်နဲ့အတူတူဗီတာမင် D ကိုတူတူဆွဲဖက်ပြီးတော့စားသုံးမိမယ်ဆိုလို့ရှိရင်ကျမတို့ကယ်လ်ဆီယမ်စုပ်ယူမှုပိုပြီးအားကောင်းစေပြီးတော့ကယ်လ်ဆီယမ်ကိုလုံလောက်ပြေဝနေစေမှာဖြစ်ပါတယ်အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်တော့ကျမတို့ကဗီတာမင် D ကိုနေရောင်ခြည်ကနေအဓိကရပါတယ်မနက်စောစောနေရောင်ကိုလုံလောက်အောင်အပြည့်အဝခံယူပါပြီးလို့ရှိရင်ဗီတာမင် D ကျွဲဝတဲ့အစားအစာတွေကဘာတွေရှိလဲဆိုလို့ရှိရင်ကြက်ဥပေါ့နော်ကြက်ဥတွေပြီးရင်နို့နဲ့နို့ထွက်ပစ္စည်းတွေမှုန့်တွေအဆီများတဲ့ငါးတွေဖြစ်တဲ့ဒီထူနာတို့ရှာတင်းငါးတို့ဆာလမွန်ငါးတို့ပေါ့နော်အဲ့လိုငါးတွေမှာဆိုရင်ဗီတာမင် D ကျွဲဝပါတယ်ပဲအမျိုးမျိုးစသဖြင့်အဲ့ဒါတွေမှာဆိုရင်ဗီတာမင် D ကျွဲဝတယ်အဲ့တော့ဗီတာမင် D ကျွဲဝတဲ့အစားအစာတွေကိုများများစားသုံးပေးသင့်ပါတယ်ဒါကတော့စီးကြောက်တယ်ဟာတွေကိုကာကွယ်ပေးနိုင်ပြီးတော့စီးကြောက်ဖြစ်ခြင်းကိုရောကြစေမဲ့အစားအစာ၄မျိုးဖြစ်ပါတယ်ပထမဆုံးရေများများတောက်ပါဒုတိယတစ်ခုကကြတော့ citrus fruit လို့ခေါ်တဲ့အချင်များတဲ့အစားအစာတွေများများစားပေးပါတတိယတစ်ခုကကယ်လ်ဆီယမ်ဓာတ်ပါတဲ့အစားအစာတွေကိုစားသုံးပေးရမှာဖြစ်ပြီးတော့ကယ်လ်ဆီယမ်ဓာတ်နဲ့အတူတူဗီတာမင် D ကျွဲဝတဲ့အစားအစာတွေကိုပါစားသုံးပေးသင့်ပါတယ်ဆိုရင်နောက်ထပ်တစ်ခုအနေနဲ့ပေါ့နော်စီးကြောက်တယ်တာကိုပို့ပြီးတော့ဆိုးဝါးစေမဲ့အစားအစာ၄ခုကိုဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘလို့အစားအစာတွေကစီးကြောက်တယ်တာကိုပို့ပြီးတော့ဆိုးဝါးစေလဲပေါ့နော်ပထမဆုံးစီးကြောက်တယ်တာကိုပို့ပြီးဆိုးဝါးစေတဲ့အစားအစာကကြတော့အငံဓာတ်ပါအငံဓာတ်ကဲတဲ့အစားအစာတွေကဆိုရင်ကျမတို့ရဲ့ကြောက်ကတ်မှာပေါ့နော်ကယ်လ်ဆီယမ်တွေစုပုံလာတာကိုအားပေးပြီးတော့ကယ်လ်ဆီယမ်အောက်ဇဲလိတ်သို့မဟုတ်ကယ်လ်ဆီယမ်ဖော့စဖိတ်ကြောက်တွေဖြစ်ပေါ်စေပါတယ်အဲ့အတွက်အငံဓာတ်ကိုလုံးဝရှော့ချရပါမယ်ကြီးလန်းချောင်းကြောက်တယ်နေတဲ့လူဆိုရင်လည်းအငံဓာတ်ပါတဲ့အစားအစာတွေကိုလုံးဝရှောင်ကျဉ်ရမှာဖြစ်ပါတယ်ကိုယ်အိမ်မှာတေချာပုံမှန်ချက်နေတဲ့အစားအစာတွေဆိုရင်အငံကိုတေချာလေးရှော့ချပြီးမှချက်ပါပြီးရင်အပြင်စားတွေဖြစ်တဲ့ပေါ့နော်အသင့်စားအစားအစာတွေပေါ့ဘာကာကြက်ကြော်အာလူးကြော်စသဖြင့်အဲ့လိုအသင့်စားအစားအစာတွေအသင့်စားခောက်ဆွဲကြောက်ထုတ်တွေပြီးရင်အသင့်ပြုတ်ပြန်ထားတဲ့အစားအစာတွေပေါ့နော်ဘယ်လိုမျိုးတွေလဲဆိုရင်စီတုတ်ဘူးတွေဝက်ဦးချောင်းတွေစသဖြင့်ပေါ့နော်အဲ့လိုအသင့်ပြုတ်ပြန်ထားတဲ့အစားအစာတွေဈေးကွက်မှာရတဲ့လေဖောင်းမော့အကုန်လုံးကအငံဓာတ်များပါတယ်အဲ့ဒါတွေကိုလုံးဝဖျက်ချနိုင်မှာဖြစ်မှာပါအဲ့အတွက်အငံဓာတ်ကိုတော့လုံးဝတေချာရှောင်ရပါမယ်နှုတ်မို့ဆိုရင်အငံဓာတ်ကစီးကြောက်တယ်တာကိုပို့ပြီးတော့ဆိုးဝါးစေပါတယ်ဒုတိယရှောင်ကျဉ်ရမယ့်အစားအစာကြတော့ကျမတို့အသားဓာတ်အများကြီးစားတာပါအသားဓာတ်ကအဓိကအပြင်တလိမ့်ဆန်ရတဲ့အသားတွေကိုစားတာကိုရှောင်ကျဉ်မှာအသားဓာတ်ကဆိုရင်ကျမတို့ခန္ဓာကိုယ်မှာ uric acid ကြောက်တွေကိုဖြစ်ပေါ်စေတဲ့အတွက်ကြောင့်မလို့ကျမတို့ကအသားဓာတ်အများကြီးပေါ့နော်အဓိကအများကြီးပမာဏစားတာကိုရှောင်ကျဉ်ရမယ်အဲ့အတွက်အဲ့အသားဓာတ်မှာမှဒီတလိမ့်ဆန်ရတဲ့အသားဓာတ်တွေကိုအထူးဒီပြုပြီးရှောင်ကျဉ်မှာဆိုတာကဒီကြက်သားဝက်သားအမဲသားစသဖြင့်အသားတွေပေါ့နော်တလိမ့်ဆန်ရဲ့အသားတွေကိုရှောင်ကျဉ်ပြီးတော့ဘလို့အသားဓာတ်တွေကိုပို့ပြီးတော့စားပေးတဲ့လဲဆိုရင်ပဲအမျိုးမျိုးရတဲ့အသားဓာတ်ဥနိုးနဲ့နိုးထွက်ပစ္စည်းရတဲ့အသားဓာတ်တွေကိုများများစားပေးတဲ့ပါတယ်အဲ့အတွက်တလိမ့်ဆန်ရတဲ့အသားဓာတ်တွေကိုရှောင်ကျဉ်မှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းကျမတို့ uric acid ပုံဆောင်ခဲတွေအနေကျပြီးတော့မှဖြစ်လာတဲ့စီးကြောက်တွေကိုပေါ့နော်သူကပို့ပြီးတော့စိုးစေမှာဖြစ်ပါတယ်ဒီအသားဓာတ်ကဆိုလို့ရှိရင်အဲ့အတွက်ဒုတိယရှောင်ကျဉ်ရမှာတော့အသားဓာတ်ပါအထူးသဖြင့်တလိမ့်ဆန်နေရတဲ့အသားဓာတ်ကိုရှောင်ကျဉ်ရပါမယ်တတိယရှောင်ကျဉ်ရမယ့်အစားအစာကြတော့ oxalate rich food လို့ခေါ်တဲ့ oxalate ဓာတ်တွေအရင်များစီတဲ့အစားအစာတွေပါအဲ့ဒီ oxalate ဓာတ်တွေအရင်များစီတဲ့အစားအစာတွေကဆိုရင်လည်းကျမတို့ခန္ဓာကိုယ်မှာဒီ oxalate ကြောင့်ဖြစ်တဲ့ပေါ့နော်ဒီ calcium oxalate stone ပေါ့ calcium oxalate ကြောင့်တွေဖြစ်ပွားတာကိုပို့ပြီးတော့ဆိုးဝါးစေမှာဖြစ်ပါတယ်အဲ့အတွက် oxalate ကျွဲဝတဲ့အစားအစာတွေပေါ့နော်ဘာတွေပါဝင်မလဲပေါ့ဘယ်လိုဘာတွေပါဝင်မလဲဘယ်လိုအစားအစာတွေကိုရှောင်ကျဉ်ရမလဲဆိုရင် chocolate ပေါ့နော် chocolate တွေပြီးလို့ရှိရင်ဒီလက်ဖက်ရည်ကြမ်းရေနွေးကြမ်းတကြားမုံလားဟင်းနုနယ်ရုံးမနီတီမြေပဲပြီးရင်တခြားအစိအစံတွေပေါ့နော်ပြီးတော့ raspberry လို့ခေါ်တဲ့ berry တွေအနီရောင်တွေအာလူးကစုံဥပဲပစက်စသဖြင့်ပေါ့နော်အဲ့ဒါတွေကိုတော့တတိထားပြီးရှောင်ကျဉ်ပေးရမှာဖြစ်ပါတယ်စီးကြောက်လက်ရှိတဲနေတဲ့လူတွေစီးကြောက်ခဏခဏတဲတဲ့လူတွေဆိုရင်အဲ့ဒီအစားအစာတွေကိုလုံးဝဖျက်ချပြရမှာဖြစ်တယ်လို့စီးကြောက်ကိုကာကွယ်ခြင်းတဲ့လူတွေဆိုလို့ရှင်တော့ဒီအစားအစာတွေကိုရှော့စားရမှာဖြစ်ပါတယ်
ပြီးတော့အဲ့ဒီအစားအစာတွေကိုမရှောင်နိုင်လို့မှစားပြစ်မယ်ဆိုလို့ရှိရင်ကျမတို့ကဒီ calcium ပါတဲ့ဒီအစားအစာအထူးသဖြင့်နို့နဲ့နို့ထွက်ပစ္စည်းပေါ့နော်နို့တစ်ခွက်နဲ့အတူတူရောပြီးတောက်လိုက်တာမျိုးလုပ်တဲ့နေအဲ့ဒါဆိုလို့ရှိရင်လည်းကျမတို့ကအစာအိမ်ထဲမှာကို calcium oxalate ကတေချာပေါင်းသွားမှာဖြစ်တဲ့အတွက်ဒီကြောက်ကက်ထဲကိုရောက်မှပေါင်းပြီးတော့ကြောက်ကြီးဖြစ်သွားတာကိုသူကကာကွယ်ပေးမှာဖြစ်ပါတယ်အဲ့အတွက်ဒီ oxalate ကျွဲသွားတဲ့အစားအစာတွေကိုရှောင်နိုင်ရင်ရှောင်ရမယ်ရှော့ရမယ်ပေါ့နော်မရှောင်နိုင်ရင်တော့အဓိကနို့နဲ့နို့ထွက်ပစ္စည်းတစ်ခုခုနဲ့အတူတူတွဲပြီးတော့စားသုံးပေးသင့်ပါတယ်ဒါကတော့တတိယရှောင်ရမယ့်အစားအစာပါနံပါတ်၄ရှောင်ခြင်းရမှာတော့တကြားတက်ပါတကြားတက်နဲ့အချိုတွေကဆိုလို့ရှိရင်လည်းကျမတို့စီးကြောက်တယ်ပို့ပြီးတော့အားပေးပြီးတော့စီးထဲမှာဆိုလို့ရှိရင်ကက်ဆီယမ်ကြောက်တယ်ပေါ့နော်ပို့ပြီးတော့နေထိုင်မှုအတွက်သူကအားပေးတာဖြစ်ပါတယ်အဲ့အတွက်အချိုတွေပေါ့နော်ချိုတဲ့အစားအစာအထူးသဖြင့်အချိုရည်တွေတကြားတွေအဲ့ဒါတွေကိုရှောင်ခြင်းရမှာဖြစ်ပါတယ်အချိုရည်တွေထဲမှာခိုလာကိုပို့ပြီးတော့အဓိကရှောင်ရမယ်ကိုကာကိုလာတွေကဆိုလို့ရှိရင်လည်းကျမတို့ဒီတကြားတွေအကြောင်းမလို့ calcium stone တွေပေါ့နော် calcium ကြောက်တွေဖြစ်ပေါ်စေတတ်တယ်လို့ဒီ Coca-Cola phosphate ဓာတ်တွေကိုပို့ပြီးတော့များစေတဲ့အတွက် calcium phosphate ကြောက်တွေကိုလည်းပို့ပြီးတော့ဖြစ်ပေါ်စေရတယ်အဲ့အတွက်ကျမတို့ကအချိုကဲတဲ့အစားအစာတွေတကြားတွေကိုလုံးဝဖြစ်ပြရမှာဖြစ်ပါတယ်ဒါကတော့စီးကြောက်တယ်တာကိုပို့ပြီးတော့စိုးပါစေမယ်အစားအစာ၄ခုဖြစ်ပါတယ်ပထမဆုံးကအငံဓာတ်ပါဒုတိယကကျတော့တလိပ်ဆန်ရရတဲ့အသားဓာတ်ပေါ့အလွန်ကျွံစားတာတွေကိုရှောင်ရပါမယ်နောက်ထပ်တတိယကျတော့ဒီအောက်ဇက်လိတ်ကျွဲသွားတဲ့အစားအစာတွေနဲ့နောက်ထပ်နံပါတ်၄တစ်ခုကကျတော့တကြားပေါ့အချိုတွေကိုရှောင်ရပါမယ်အဲ့အတွက်ဒီနေ့ဗီဒီယိုလေးမှာကျွန်မမျှဝေပေးသွားတာစီးကြောက်တဲ့ယောဂနဲ့ပတ်သက်ပြီးတော့ဒီဘူတုဒလေးရင်းနဲ့ဒီစီးကြောက်တဲ့ခြင်းကိုပို့ပြီးတော့ဆိုးွားစေတဲ့အစားအစာ၄ခုစီးကြောက်တဲ့တာကိုကောက်ွယ်ပေးနိုင်တဲ့အစားအစာ၄ခုအကြောင်းကိုကျွန်မပြောပြပေးသွားတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကနေအကျိုးရှိမဲ့တစ်ခုခုကိုကျွန်မမျှဝေပေးနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျမရဲ့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်